နယူးယောက်ပြည်နယ်၏ယာဉ်မောင်းလိုင်စင်ဥပဒေအောင်မြင်ပြီးဆုံးခြင်း GDL အကျဉ်းချုပ်ခြုံငုံသုံးသပ်ချက်တစ်ခုမိဘတို့၏လက်ဆွဲလမ်းညွှန်နယူးယောက်ပြည်နယ်နယူးယောက်မြို့နှင့်လောင်းအိုင်လန်းမှအပကြံခိုင်များအားလုံးမှတ်ချက်ဤလမ်းညွှန်သည် GDL ၏အကျဉ်းချုပ်ခြုံငုံသုံးသပ်ချက်တစ်ခုကိုဖော်ပြထားသည်နောက်ထပ်အသေးစိတ်ချက်လက်အတွက်မိဘများသည် DMV website ရှိ dmv.ny.gov သို့တွားရောက်လေ့လာသင့်ပါသည်သင်၏ဆယ်ကျော်သက်ကလေးကားမောင်းခြင်းမစတင်မီသင်နှင့်သင့်ဆယ်ကျော်သက်ကလေးနှစ်ယောက်စလုံးသိထားသင့်သောအကြောင်းအရာအနည်းငယ်ရှိပါသည်သတင်းဆိုးများအတွေ့အကြုံမရှိခြင်းကြောင့်ဆယ်ကျော်သက်များသည်ရင်တိုက်မှုပိုဖြစ်လေရှိသည်အသက်ငယ်ရွယ်သောယာဉ်မောင်းများသည်အခြားသောအသက်အရွယ်အုပ်စုများထက်ရင်တိုက်မှုများတွင်ပိုမိုပါဝင်လေရှိသည်ဆယ်ကျော်သက်များပါဝင်သောရင်တိုက်မှုများသည်လည်းပိုမိုဆိုးရွားလေရှိသည်ကြီးကြပ်သူမပါဘဲမောင်းနှင်သောပထမတစ်နှစ်သည်အတွေ့အကြုံမရှိသောကြောင့်အန္တရာယ်အရှိဆုံးဖြစ်သည်သတင်းကောင်းများယာဉ်မောင်းလိုင်စင်ဥပဒေအောင်မြင်စွာပြီးဆုံးခြင်းသည်လူအသက်များကိုကယ်တင်နိုင်သည်ရင်တိုက်မှုများသည်ကာကွယ်နိုင်ခြေရှိသည်နယူးယောက်ပြည်နယ်၏ယာဉ်မောင်းလိုင်စင်ဥပဒေအောင်မြင်စွာပြီးဆုံးခြင်း GDL သည်ဆယ်ကျော်သက်များအား၎င်းတို့၏စွမ်းရည်များကိုတဖြည်းဖြည်းချင်းဘေးကင်းစွာတည်ဆောက်နိုင်ရန်နှင့်ယာဉ်မောင်းရာ၌တွေ့ကြုံရရှိစေရန်ကူညီပေးခြင်းဖြင့်ဆယ်ကျော်သက်များအားရင်တိုက်မှုများမှကာကွယ်ပေးရန်ဒီဇိုင်းပြုလုပ်ထားပါသည်သက်သေလိုအပ်ပါသလား NYS GDL ဥပဒေသည်16နှစ်နှင့်18နှစ်အရွယ်ယာဉ်မောင်းများအတွက်ရင်တိုက်မှုများ80%ရောကြစေရန်အတွက်တာဝန်ရှိပါသည်ဤဥပဒေ၌တားမြစ်ချက်အားလုံးအတွက်အကြောင်းပြချက်တစ်ခုရှိသည်ခီးတဲ့ရေအတွက်ကန့်သက်ချက်ညမထွက်ရအမိန့်အစရှိသဖြင့်ဤမဟာဗျူဟာများအလုပ်ဖြစ်ကြောင်းသုတေသနမှဖော်ပြထားသည်တင့်ဆယ်ကျော်သက်ယာဉ်မောင်းအန္တရာယ်ကင်းစေရန်တင်မည်သို့ပြုလုပ်နိုင်မည်နီတင့်ဆယ်ကျော်သက်ယာဉ်မောင်းသည်ယာဉ်မောင်းထိုင်ကုန်တွင်ရှိနေသည့်အခါတင်သည်ခီးတဲ့သူဦးများသာမဟုတ်တော့ပါတင်သည်တင့်ဆယ်ကျော်သက်ယာဉ်မောင်းအတွက်နံပါတ်1လွှမ်းမိုးသူဖြစ်သည်တင်၏ငယ်ရွယ်သောယာဉ်မောင်းအားလမ်းများနှင့်ကန့်သက်ချက်မရှိသောလိုင်စင်ရရှိရေးလုပ်ငန်းစဉ်အတွက်လမ်းညွှန်ပြီးကူညီပေးနိုင်ရန်အတွက်ဥပဒေနှင့်အကျွမ်းတွင်ရှိစေရန်ဤလမ်းညွှန်ကိုအသုံးပြုပါဤလမ်းညွှန်သည်နယူးယောက်အထက်ပိုင်းနယူးယောက်မြို့နှင့်လောင်းအိုင်လန်းမှအပကြံခိုင်များအားလုံးတွင်မောင်းနှင်မည့်တက်ငယ်တန်းယာဉ်မောင်းသင်ခွင့်ပါမစ်နှင့်တက်ငယ်တန်းယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသူများအတွက် GDL ကန့်သက်ချက်များအားဖော်ပြထားသည်ကန့်သက်ချက်များအားတင်နေထိုင်သည့်နေရာတွင်မဟုတ်ဘဲတင့်ဆယ်ကျော်သက်ယာဉ်မောင်းသည့်နေရာတွင်အသုံးပြုထားသည်လိုင်စင်အဆင့်များအသက်ငယ်ရွယ်သောယာဉ်မောင်းများအတွက်လိုင်စင်အဆင့်3ဆင့်ရှိပါသည်1တက်ငယ်တန်းယာဉ်မောင်းသင်ခွင့်ပါမစ်တက်ငယ်တန်းမော်တော်ဆိုင်ကယ်အမောင်းသင်ခွင့်ပါမစ်အနည်းဆုံးအသက်မှာ16နှစ်ဖြစ်သည်ရေးဖြေဆောင်ပွဲအောင်မြင်ရန်လိုအပ်သည်ကားမောင်းနေစဉ်မိဘ၏ကြီးကြပ်မှုရှိရမည်နောက်ထပ်ချက်လက်အတွက်စာမျက်နှာ3ကိုကြည့်ပါ2တက်ငယ်တန်းယာဉ်မောင်းလိုင်စင်တက်ငယ်တန်းမော်တော်ဆိုင်ကယ်လိုင်စင်ကန့်သက်ထားသည်သတ်မှတ်ချိန်အတွင်းအပြင်ထွက်ရအမိန့်နှင့်ခီးသည်ကန့်သက်ချက်များဖြင့်ကြီးကြပ်မှုမရှိသောယာဉ်မောင်းခြင်းအတွက်ခွင့်ပြုသည်နောက်ထပ်ချက်လက်အတွက်စာမျက်နှာ5ကိုကြည့်ပါ3ကြီးကြပ်သူမပါသောယာဉ်မောင်းမော်တော်ဆိုင်ကယ်လိုင်စင်အနည်းဆုံးအသက်မှာ18နှစ်သို့မဟုတ်ယာဉ်မောင်းပညာရေးနှင့်အတူအသက်18နှစ်ဖြစ်သည်၎င်းသည်ကန့်သက်ချက်မရှိသောလိုင်စင်ဖြစ်သည် GDL ကန့်သက်ချက်များမရှိပါနောက်ထပ်ချက်လက်အတွက်စာမျက်နှာ9ကိုကြည့်ပါလိုင်စင်အဆင့်3ဆင့်စလုံးအားဖြတ်သန်းခြင်းသည်တင်၏ဆယ်ကျော်သက်ကလေးအားပိုမိုယုံကြည်စိတ်ချရသောယာဉ်မောင်းတူဖြစ်လာစေရန်လိုအပ်သောအချိန်နှင့်တွေ့ကြုံကိုပေးပါသည်တတိယပါအခြားအရာများကဲ့သို့တင်သည်တင့်ကလေးကြောင့်အသိဆုံးဖြစ်သည်
ဤလမ်းညွန်တွင်ဖော်ပြထားသောကန့်သတ်ချက်များသည်တင့်ဆွေကျော်သက်ကလေးလိုက်နာမည့်အ ਨੇ ဆုံးဘေးကင်းလုံခြုံရေးစည်းကမ်းများဖြစ်သည်အကယ်၍တင့်ကလေးသည်ရင်မောင်းနေစဉ်တာဝန်ယူရန်အတွက်အစဉ်သင့်မဖြစ်သေးတဲ့ကဲ့သို့သင်ခံစားရပါကတင်သည်ပုံမတင်းကျပ်ရန်ရွေးချယ်ပါလိမ့်မည်အဆင့်1တက်ငယ်တန်းရင်မောင်းတင်ခွင့်ပါမစ်ဤအဆင့်သည်တင်ယူမှုအဆင့်ဖြစ်သည်၎င်းသည်အသက်ငယ်ရွယ်သောရင်မောင်းများအားကန့်သတ်ထားသောမောင်းနှင်ခြင်းမှတစ်ဆင့်မော်တော်ယာဉ်စဉ်၏အခြေခံမောင်းနှင်ခြင်းကိုတင်ယူရန်ခွင့်ပြုထားပါသည်တက်ငယ်တန်းရင်မောင်းတင်လက်မှတ်အားလျှောက်ထားရန်တင့်ကလေးသည်အနည်းဆုံးအသက်16နှစ်ဖြစ်ရပါမည်မှတ်ပုံတင်ထောက်ထားဥပမာ passport လူမှုဖူလုံရေးကတ်ရှိရမည်ဖြစ်ပြီးစစ်ဆေးမှုသို့ယူလာရမည်ဖြစ်သည်နယူးယောက်ပြည်နယ်ရင်မောင်းလက်ဆွဲအားလေ့လာပါလက်ဆွဲစာအုပ်၏ပုံနှိပ်မိတ္တူများအားဒေသန္တရ DMV ရုံးများတွင်ရရှိနိုင်ပြီး online version တစ်ခုကို http://dmv.ny.gov/driver-license/drivers-manual-practice-test တွင်ရရှိနိုင်ပါသည်လျှောက်လွှာတစ်ခုဖြည့်စွက်ပါ DMV ပုံစံ MV-44 ရေးဖြည့်စမ်းသပ်မှုနှင့်မျက်စိစမ်းသပ်မှုအောင်မြင်ရမည်တက်ငယ်တန်းရင်မောင်းတင်လက်မှတ်ရရှိရေးစမ်းသပ်မှုပုံစံများနှင့်ဝန်ဆောင်ခများအတွက်နောက်ထပ်ချက်လက်များကို NYS DMV website သို့တွားရောက်လေ့လာပါ http://dmv.ny.gov/driver-license/get-learner-permit တင့်ဆယ်ကျော်သက်ကလေးကိုအောင်မြင်မှုအတွက်ပြင်ဆင်ပေးပါတင့်ဆယ်ကျော်သက်ကလေးလမ်းပေါ်သို့မထွက်ခွာမီတူတကွထိုင်ကဘေးကင်းလုံခြုံသောရင်မောင်းနှင်ခြင်းပြုမှုများစီးမင်းများနှင့်၎င်းတို့ကိုချိုးဖောက်ခြင်းအတွက်ဖြစ်ပေါ်လာမည့်အကျိုးဆက်များအားသတ်မှတ်ရန်ရင်မောင်းသဘောတူညီချက်တစ်ခုကိုဖန်တီးပါနမူနာသဘောတူညီချက်အတွက်အောက်ပါသို့တွားရောက်လေ့လာပါ www.safeny.ny.gov/SRO-toolkit/contract.html ယခုရင်မောင်းလေ့ကျင့်ခြင်းစတင်ပါပြီဘေးကင်းလုံခြုံသောရင်မောင်းတူအားပြုစုပြောထောင်ရန်အတွက်အရေးကြီးဆုံးသောအချက်တစ်ခုမှာလေ့ကျင့်ခြင်းပင်ဖြစ်သည်သင်ဆယ်ကျော်သက်ကလေးသည်သူတို့၏လမ်းပေါ်တွင်လက်တွေ့မောင်းနှင်မှုမပြုလုပ်မီ၎င်းတို့သည်မိဘအသိမှတ်ပြုကြီးကြပ်သောရင်မောင်းခြင်းအနည်းဆုံးနာရီ90ကိုပြီးဆုံးရမည်ဖြစ်ပြီးထိုနာရီများထဲမှနေဝင်ချိန်ပြီးနောက်15နာရီကိုပါပြီးဆုံးထားရပါမည်သင်နှင့်သင်ဆယ်ကျော်သက်ကလေးတူတကွမောင်းနှင်နေသည့်နာရီရေတွက်အားခြေရခံရန်ရင်မောင်းလေ့ကျင့်မှုမှတ်တမ်းကိုအသုံးပြုပါလေ့ကျင့်ထားသောကျွမ်းကျင်မှုများကျွမ်းကျင်သူများနှင့်အလုပ်လုပ်ရန်အသည့်များကိုလည်းသင်ချရေးချင်လိမ့်မည် NYS ဆယ်ကျော်သက်ရင်မောင်းအရင်းမြစ်လမ်းညွှန်၏စာမျက်နှာ25တွင်မှတ်တမ်းတစ်ခုရရှိနိုင်သည် http://www.nhdbook.com/nhdbooks/nysdmv teen resource guide/#/30တက်ငယ်တန်းရင်မောင်းတင်ခွင့်ပါမစ်ကန့်သတ်ချက်များနယူးယောက်အထက်ပိုင်းခွင့်ပြုထားသောလှုပ်ရှားမှုအစိမ်းရောင်အမှန်ချစ်ခွင့်မပြုထားသောလှုပ်ရှားမှုအနီရောင်ကြက်ချေကပ်တက်ငယ်တန်းရင်မောင်းတင်ခွင့်ပါမစ်ကိုင်ဆောင်သူများသည်ကြီးကြပ်မှုအောက်တွင်သာမောင်းနှင်နိုင်သည်နေ့မနက်9နာရီမှည9နာရီအသက်22နှစ်အထက် NYS လိုင်စင်ကိုင်ဆောင်သူ၏ကြီးကြပ်မှုအောက်တွင်ဖြစ်ရမည်ည9နာရီမှမနက်9နာရီမိဘအုပ်ထိန်းသူရင်မောင်းပညာရေးဆရာရင်မောင်းကျောင်းမှနီးပြဆရာသို့မဟုတ် local parentis တွင်
သတ်မှတ်ထားသောသူကဲ့သို့သောအသက်22နှစ်အထက် NYS လိုင်စင်ကိုင်ဆောင်သူ၏ကြီးကြပ်မှုအောက်တွင်ဖြစ်ရမည် Local Parentis ဆိုသည်မှာပုဂ္ဂိုလ်တူဖြစ်ပြီးပုံမှန်တိုးချဲ့အခြေခံရှိထားလျှင်မိဘ၏အကျင့်စရိုက်နှင့်မိဘဝတ္တရားပြက်ကွက်ခြင်းရလဒ်အားဖြင့်တည်ဆုံးခြင်းဒုက္ခိတဖြစ်ခြင်းသို့မဟုတ်တဘာဝလျောက်မိဘဖြစ်ခြင်းကိုပြက်ကွက်သည်ဟုယူဆသည်ကြီးကြပ်သူရင်မောင်းမှလွဲ၍မည်သူမျှရှေ့ခုံတွင်မရှိရပါကြီးကြပ်သူရင်မောင်းဖြစ်မိဘအုပ်ထိန်းသူနှင့်ကားနောက်ခီးတဲ့ထိုင်ကုန်များအရေးအတွက်အပေါ်တွင်ကန့်သက်ချက်များမရှိပါအကယ်၍ကြီးကြပ်သူရင်မောင်းသည်မိဘအုပ်ထိန်းသူတူမဟုတ်လျှင်နေ့အချိန်တွင်သာခီးတဲ့များသည်မိသားစုမဟုတ်လျှင်အသက်22နှစ်အောက်ခီးတဲ့တူကိုသာခွင့်ပြုသည်ခီးတဲ့တူစီတိုင်းသည်ထိုင်ကုန်ကပတ်ကိုတက်ဆင်ရမည်ဖြစ်ပြီးကလေးခီးတဲ့တူစီတိုင်းသည်မှန်ကန်သောကလေးခုံတိုင်းကျိုးတစ်ခုကိုအသုံးပြုရမည်ဖြစ်သည် NYS Occupant Restraint ဥပဒေကြောင့်ပုံမသိရှိလိုပါက www.safeny.ny.gov/sesa-ndh.htm သို့တွားရောက်လေ့လာပါယာဉ်မောင်းရန်ခွင့်ပြုချက်ကိုင်ဆောင်ရရှိထားသူများသည် NYC တွင်မောင်းနှင်ပါက brake 2ခုအထိန်း2ခုပါသောယာဉ်ကိုသာမောင်းနှင်ရမည်ထပ်တိုးကန့်သက်ချက်များအတွက် NYC GDL လမ်းညွှန်ကိုကြည့်ပါ Cross ခရိုင် Hutchinson မြစ် Saul Main မြစ်သို့မဟုတ်တက်ကိုနစ်ပြည်နယ်ရှိလမ်းမများ NYC တွင်ရှိပန်းခြံတွင်ရှိမည်သည့်လမ်းတွင်မဆိုမည်သည့် Triborough တံတားနှင့်ဥမင်လမ်းကြောင်းဆိုင်ရာအာဏာပိုင်များ၏စီရင်ခွင့်ရှိသောတံတားပေါ်နှင့်ဥမင်အောက်တွင်မဆိုမောင်းနှင်ခွင့်မရှိပါမော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်လိုင်စင်အတွက်တက်ငယ်တန်းယာဉ်မောင်းတင်ခွင့်ပါမစ်ယာဉ်မောင်းကွက်ကဲသူသည်သင့်ဆယ်ကျော်သက်ယာဉ်မောင်းနှင်သောယာဉ်မျိုးစားနှင့်လှုပ်ဆောင်ရန်ကိုက်ညီသောယာဉ်မောင်းလိုင်စင်ရှိရမည်ထို့နောက်အထွေထွေလေ့ကျင့်သင်ကြားကြပ်မတ်မှုများပြုလုပ်၍ယာဉ်မောင်းနှင်မှုကိုခီးမိုင်4ပုံတစ်ပုံအတွင်းသာမောင်းနှင်စေခြင်းဖြင့်ထိန်းချုပ်ရမည်လိုက်ပါစီးနှင်းသူသည်အချက်အလက်ကိုက်ညီသောကန့်သက်မဲ့မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်လိုင်စင်ရရှိထားသူမဟုတ်ပါကလိုက်ပါစီးနှင်းခွင့်မပြုပါပြစ်ဒဏ်များဒဏ်ကြေး$85မှ$300ထောင်ဒဏ်အများဆုံး15ရက်အဆင့်2သို့ဆက်သွားရန်တက်ငယ်တန်းယာဉ်မောင်းလိုင်စင်သင့်ဆယ်ကျော်သက်ယာဉ်မောင်းသူလုပ်ရမည်မှာ၎င်းတို့၏တက်ငယ်တန်းယာဉ်မောင်းတင်လက်မှတ်ကိုအများဆုံး6လကင်ဆောင်ထားရမည်လိုင်စင်ကြိုတင်တန်းသို့မဟုတ်ယာဉ်မောင်းအသိပညာပေးတင်တန်းအားတက်ရောက်ရမည်9နာရီစာတင်တန်းဟူ၍လည်းခေါ်သည်မိဘတက်တည်ခံထားပြီးသောကွက်ကဲမှုဖြင့်မောင်းနှင်သိမ်းယူမှုနာရီ90အားပြီးမြောက်ထားရမည်ထိုနာရီ90ထဲမှ15နာရီသည်နေဝင်ပြီးချိန်၌မောင်းနှင်မှုလမ်းမပေါ်ယာဉ်မောင်းနှင်မှုစစ်ဆေးခြင်းအတွက်ဦးစားပေးတင်ကြားထားမှုဖြစ်ရန်လိုအပ်သည်လေ့ကျင့်မှုဆိုင်ရာမှတ်တမ်းတစ်ခုကို NYS ဆယ်ကျော်သက်ယာဉ်မောင်းအရင်းမြစ်လမ်းညွှန် http://www.nhtbooks/nysdmv/tingresource-guide/pound/30e စာမျက်နှာ25တွင်ရနိုင်သည် DMV ပုံစံ MV262 ယာဉ်မောင်းကွက်ကဲမှုဖြင့်မောင်းနှင်ခြင်းလက်မှတ်အားပြီးမြောက်ရယူပါ http://dmv.ny.gov/forms/mv262.pdf အချိန်ဇယားသတ်မှတ်ပြီးလမ်းပေါ်ယာဉ်မောင်းမှုစစ်ဆေးခြင်းကိုဖြေဆိုပါအဆင့်2တက်ငယ်တန်းယာဉ်မောင်းလိုင်စင်ဤအဆင့်သည်လေ့ကျင့်မှုအဆင့်ဖြစ်သည်၎င်းသည်ငယ်ရွယ်သောယာဉ်မောင်းတို့၏လေ့ကျင့်ခြင်းကိုခွင့်ပြုပြီးသင်ခန်းစာများအားတက်ငယ်တန်းယာဉ်မောင်းသင်ခွင့်ပါမစ်အဆင့်တွင်တိုးတက်လာအောင်ဆောင်ရွက်သည့်အဆင့်ဖြစ်သည်
တ်တိုးခွင့်ရင်းများသည့်ဤဆင့်တွင်စတင်သည်ဤလမ်းညွှန်တွင်ဖော်ပြထားသောတက်ငယ်တန်းရင်မောင်းလိုင်စင်ကိုင်ဆောင်သူများအတွက်ကန့်သက်ချက်များသည်တင်းစေကျော်သက်ကလေးလိုက်နာရမည်အ ਨੇ ဆုံးဘေးကင်းလုံခြုံရေးစည်းကမ်းများဖြစ်သည်အကယ်၍တင့်ကလေးသည်ရင်မောင်းနေစဉ်တာဝန်ယူရန်အတွက်အစဉ်သင့်ဖြစ်သေးတဲ့ကဲ့သို့သင်ခံစားရပါကသင်သည်ပုံမတင်းကျပ်ရန်ရွေးချယ်ပါလိမ့်မည်တက်ငယ်တန်းရင်မောင်းလိုင်စင်ကန့်သက်ချက်များနယူးယောက်ထပ်ပိုင်းခွင့်ပြုထားသောလှုပ်ရှားမှုအစိမ်းရောင်အမှန်ချစ်ခွင့်ပြုထားသောလှုပ်ရှားမှုအနီရောင်တက်ချေကတက်ငယ်တန်းရင်မောင်းလိုင်စင်ကိုင်ဆောင်သူများကြီးကြပ်မှုမပါဘဲမောင်းနေနိုင်သည်မှာကျောင်းသင်ခန်းစာနေ့အချိန်မနက်9:00 နာရီမှည9:00 နာရီညအချိန်ည9:00 နာရီမှမနက်9:00 နာရီအိမ်မှသွားမည့်နေရာအသွားပြန်ဓာတ်ရိုက်သွားလာခြင်းအခွင့်အာဏာရရှိထားပြီးလှုပ်ရှားမှုများအတွက်တင့်စေကျော်သက်ခြင်းမောင်းသည်ကြီးကြပ်သူသို့မဟုတ်အလုပ်ရှင်၏လက်မှတ်ထိုးထားသောမှတ်တမ်းစာရွက်ရှိထားရမည်ကျောင်းသင်ခန်းစာဆိုသည်မှာပြည်내ကိုယ်စားလှယ်သို့မဟုတ်ဌာနသို့မဟုတ်အမေရိကန်စစ်တပ်မှကြီးမှုကျင်းပသောလေ့ကျင့်မှုများမှရရှိသောသို့မဟုတ်ခွင့်ပြုချက်ရသောညွှန်ကြားမှုပညာရေးသို့မဟုတ်လေ့ကျင့်မှုလိုင်စင်ကိုရရှိမှသာလျှင်ဖြစ်သည်ကျောင်းသင်ခန်းစာဟူသောအခေါ်အဝေါ်သည်ကျောင်းပြင်ပသင်ရိုးကဲ့သို့သောလုပ်ငန်းများအားကစားသို့မဟုတ်လူမှုရေးကိစ္စများဖြစ်သောကျောင်းသင်ခန်းစာအမှတ်မပေးသောကိစ္စများပါဝင်ပါတက်ငယ်တန်းရင်မောင်းလိုင်စင်ကိုင်ဆောင်သူများကြီးကြပ်မှုမပါဘဲမောင်းနှင်နိုင်သည်မှာအလုပ်နေ့အချိန်မနက်9:00 နာရီမှည9:00 နာရီညအချိန်ည9:00 နာရီမှမနက်9:00 နာရီအိမ်မှသွားမည့်နေရာသွားပြန်ဓာတ်ရိုက်သွားလာခြင်းအခွင့်အာဏာရရှိထားပြီးလှုပ်ရှားမှုများအတွက်တင့်စေကျော်သက်ရင်မောင်းသည်ကြီးကြပ်သူသို့မဟုတ်အလုပ်ရှင်၏လက်မှတ်ထိုးထားသောမှတ်တမ်းစာရွက်ရှိထားရမည်တက်ငယ်တန်းရင်မောင်းလိုင်စင်ကိုင်ဆောင်သူများကြီးကြပ်မှုမပါဘဲမောင်းနှင်နိုင်သည်မှာကျောင်းပြင်ပသင်ရိုးညွှန်နှန်းများအားကစားနှင့်လူမှုရေးဆိုင်ရာလှုပ်ရှားမှုများအပါအဝင်အခြားသောလူမှုရေးလှုပ်ရှားမှုများနေ့အချိန်မနက်9:00 နာရီမှည9:00 နာရီညအချိန်ည9:00 နာရီမှမနက်9:00 နာရီအိမ်မှသွားမည့်နေရာအသွားပြန်ဓာတ်ရိုက်သွားလာခြင်းတင့်စေကျော်သက်ရင်မောင်းသည်ရင်မောင်းနှင်ခြင်းအားလုပ်ငန်းခွင်၌ဝင်ရောက်လုပ်ကိုင်နေခြင်းအတွင်းမပြုလုပ်ရပါပစ္စည်းပို့ဆောင်ခြင်းစသဖြင့်ညပိုင်းတွင်ပြုလုပ်သောလှုပ်ရှားမှုများအတွက်တင့်စေကျော်သက်ကလေးသည်ကြီးကြပ်သူဖြင့်သာမောင်းနှင်ရမည်ကြီးကြပ်သူရင်မောင်းဆိုသည်မှာအသက်21နှစ်အထက် NYS လိုင်စင်ကိုင်ဆောင်သူမိဘအုပ်ထိန်းသူရင်မောင်းပညာရေးဆရာရင်မောင်းကျောင်းမှနီးပြဆရာသို့မဟုတ် local parentis တွင်ဖော်ပြမှုနှင့်ကိုက်ညီသူဖြစ်ရမည်ကြီးကြပ်သူရင်မောင်းမပါလျှင်လိုက်ပါစီးနှင်းသူများသည်မိသားစုမဟုတ်လျှင်အသက်21နှစ်အောက်ခီးသည်တဦးကိုသာလိုက်ခွင့်ပြုသည်ကြီးကြပ်သူရင်မောင်းပါလျှင်လိုက်ပါစီးနှင်းသူရေတွက်ပေါ်မကန့်သတ်ထားပါရင်စီးနှင်းလိုက်ပါသူများသည်လုံခြုံရေးကပတ်သို့မဟုတ်ကလေးတငယ်လုံခြုံရေးထိုင်ကုန်ကိုတက်ဆင်ရမည်တက်ငယ်တန်းမော်တော်ဆိုင်ကယ်လိုင်စင်ကြီးကြပ်သူသည်မော်တော်ဆိုင်ကယ်မောင်းနှင်စဉ်အတွင်းရေပူရကြီးကြပ်မှုနှင့်ထိန်းချုပ်ကုတ်ကဲမှုကိုသင်ယူနေသူအတွက်လေ့ကျင့်ပေးရမည်ကိုက်ညီမှုရှိသောကန့်သက်ချက်မဲ့မော်တော်ဆိုင်ကယ်လိုင်စင်မပိုင်ဆိုင်ထားလျှင်ခီးသည်လိုက်ပါစီးနှင်ခွင့်မပြုပါတက်ငယ်တန်းရင်မောင်းလိုင်စင်ရှိသူသည် NYC တွင်မည်သည့်အကြောင်းနှင့်မျှမောင်းနှင်ခွင့်မပြုပါထပ်တိုးပြောရမည်ဆိုပါက NYC တွင်ရှိပန်းခြံတွင်ရှိမည်သည့်လမ်းတွယ်မဆို Triborough Bridge နှင့် Tunnel Authority The Cross County Hutchinson River Sawmill River သို့မဟုတ် Taconic State Parkways Triborough တံတားနှင့်ဥမင်လမ်းကြောင်းဆိုင်ရာအာဏာပိုင်များ၏စီရင်ခွင့်ရှိသောတံတားပေါ်နှင့်ဥမင်အောက်တွင်မဆို Cross ခရိုင် Hutchinson မြစ် Sawmill မြစ်သို့မဟုတ် Taconic ပြည်နယ်ရှိပန်းခြံအနီးလမ်းမများပေါ်တွင်မဆိုမောင်းနှင်ခွင့်မရှိပါပြစ်ဒဏ်များဒဏ်ကြေး$85မှ$300ထောင်ဒဏ်အများဆုံး15ရက်ရပ်ဆိုင်းထားမှုများနှင့်ပြန်လည်ရုပ်သိမ်းခြင်းများ
ရင်မောင်းနှင်သူအားလုံးအတွက်ရင်မောင်းနေစဉ်မည်သည့်လက်စစ်ပစ္စည်းကိုမဆိုအသုံးပြုခြင်းသည်ဥပဒေအားဆန့်ကျင်သည်ပြစ်ဒဏ်များဆဲဖုန်းအသုံးပြုခြင်းသို့မဟုတ်စာပို့ခြင်းကဲ့သို့ချိုးဖောက်မှုအားပထမအဆင့်ပြစ်ဒဏ်ချမှတ်ခြင်းရလဒ်မှာတပ်ငယ်တန်းရင်မောင်းတင်ခွင့်ပါမစ်အားရပ်ပေါင်း120ထိရပ်ဆိုင်းထားခြင်းနှင့်ရင်စည်းကမ်းချိုးဖောက်မှုပြစ်ဒဏ်5ချက်ဖြစ်သည်ဒုတိယအဆင့်ပြစ်ဒဏ်ချရေးယူခြင်းတွင်ရင်မောင်းတင်ပါမစ်ပြန်လည်ရယူနေစဉ်6လတွင်ဖြစ်ပွားပါကအနည်းဆုံးတစ်နှစ်ပြန်လည်ရုပ်သိမ်းခြင်းရင်မောင်းခွင့်နှင့်ရင်စည်းကမ်းချိုးဖောက်မှုပြစ်ဒဏ်5ချက်ဖြစ်သည် NY ပြည်နယ်အောက်တွင် Zero Tolerance Law တီးခန့်ခြင်းတုံညာဥပဒေအရအသက်22နှစ်အောက်ရင်မောင်းသူသည်သွေးသွင်းအရက်ပါဝင်မှုပမာဏ.02သို့မဟုတ်အထက်ရှိလျှင်တရားဝင်မောင်းနှင်ခွင့်မရှိပါကတွင်းဆေးရည်သို့မဟုတ်ချောင်းဆိုးပျောက်ဆေးပမာဏရှိသောအရာများတွင်အရက်ပမာဏကိုတွေ့ရှိစေသည်ပြစ်ဒဏ်များ6လလိုင်စင်ဆိုင်းငံ့ခြင်း$125ဒဏ်ငွေနှင့်$100ရက်ဆိုင်းခံရခြင်းအခတို့ဖြစ်သည်ထပ်တိုးပြစ်ဒဏ်တစ်ခုစီတိုင်းအတွက်အသက်22နှစ်မပြည့်မီအထိစည်းကမ်းချိုးဖောက်မှုကြောင့်အသက်မပြည့်သေးသူများအတွက်အမောင်းတင်လက်မှတ်အားထုတ်ပယ်မည်ပို၍ကြာနိုင်သည်ထို့အပြင်$125ဒဏ်ငွေနှင့်အမောင်းတင်လက်မှတ်ပြန်လည်လျှောက်ထားရန်$100အခပေးရန်ဖြစ်သည်အကယ်၍အောက်ဖော်ပြပါဖောက်ဖျက်မှုများအားတစ်ခုထပ်ပို၍ကျူးလွန်ပါကညီတို့ဖြစ်မည်နီတပ်ငယ်တန်းရင်မောင်းတင်ပါမစ်သို့မဟုတ်လိုင်စင်ကိုင်ဆောင်စဉ်အတွင်းစီကံ2ခုအားချိုးဖောက်ခဲ့လျင်တင့်10ကျော်သက်ကလေး၏တပ်ငယ်တန်းရင်မောင်းတင်ပါမစ်သို့မဟုတ်လိုင်စင်ကိုရင်မောင်းခွင့်60ရက်ရပ်ဆိုင်းမည်အကယ်၍စီကံတစ်ခုဖြစ်သောရင်စည်းကမ်းပြင်းထန်စွာချိုးဖောက်ခြင်းကိုကျူးလွန်လျင်ပုံမှန်အားဖြင့်ရင်စည်းကမ်းချိုးဖောက်မှုပြစ်ဒဏ်3ချက်သို့မဟုတ်ပိုသောပြစ်ဒဏ်အရှိန်မြင့်၍မောင်းနှင်ခြင်းသို့မဟုတ်မောင်းနှင်စဉ်စာပို့ခြင်းကဲ့သို့စည်းကမ်းချိုးဖောက်လျင်လိုင်စင်ကိုရပ်ပေါင်း60ရပ်ဆိုင်းထားရမည်ဤဆိုင်းငံ့မှုပြီးဆုံးလျင်အကယ်၍6လအတွင်းရင်စည်းကမ်းချိုးဖောက်မှုတစ်ခုသို့မဟုတ်အခြား2ခုကျူးလွန်ပါက၎င်းတို့၏တပ်ငယ်တန်းရင်မောင်းတင်ပါမစ်သို့မဟုတ်လိုင်စင်ကိုရက်60ရုပ်သိမ်းမည်ကယ်၍လိုင်စင်အသိမ်းခံရပါကတင့်10ကျော်သက်ရင်မောင်းသည်ဆိုင်းငံ့ကာလပြီးဆုံးမှသာရင်မောင်းနှင်ခွင့်ရှိသည်ကယ်၍လိုင်စင်ရုပ်သိမ်းခံရပါကတင့်10ကျော်သက်ရင်မောင်းသည်လိုင်စင်ပြန်လျှောက်ရန်အစမှနေ၍လျှောက်ထားခြင်းအားရက်60ပြီးလျှင်လှုပ်ဆောင်ရမည်တင့်10ကျော်သက်ကလေး၏မောင်းနှင်မှုအားကြည့်ရှုကြမှတ်ပါတင်းအစီအစဉ်အား NYS DMV ဖြင့်စာရင်းသွင်းပါပေးဆောင်ရန်လက်မှတ်များရင်စည်းကမ်းချိုးဖောက်ကျူးလွန်မှုရင်မောင်းလိုင်စင်ရပ်ဆိုင်းခံရမှုနှင့်အချို့သောရင်မတော်စထိခိုက်မှုများဤကဲ့သို့တိကျသောအရာများဖြစ်ပါကသင်အကြောင်းကြားစာရရှိမည်ဖြစ်ပြီးသင်10ကျော်သက်ရင်မောင်း၏ရင်မောင်းမှတ်တမ်းတွင်ထည့်သွင်းမည်ဖြစ်သည် http://dmv.ny.gov/dmv-records/monitor-my-ting-driver-tings သင်သည်တော့များကိုထိန်းချုပ်ပါသင်10ကျော်သက်ကလေး၏တပ်ငယ်တန်းရင်မောင်းတင်ပါမစ်သို့မဟုတ်ရင်မောင်းလိုင်စင်ကိုသဘောတူခွင့်ပြုထားသည့်မိဘသို့မဟုတ်အုပ်ထင်းသူဖြစ်သည့်အလျောက်အကယ်၍တင့်10ကျော်သက်ကလေးသည်ရင်မောင်းရန်ခွင့်ပြုသင့်ပါဟုယူဆလျင်၎င်း၏တပ်ငယ်တန်းရင်မောင်းတင်ပါမစ်သို့မဟုတ်ရင်မောင်းလိုင်စင်အားပယ်ဖျက်ရန်အခွင့်အရေးရှိသည် DMV ပုံစံ MV1W သဘောတူညီမှုထုတ်ယူခြင်းကိုဖြည့်ပြီး DMV သို့၎င်းအားပေးအပ်ပါ http://dmv.ny.gov/forms/mv1w.pdf အဆင့်3ကန့်သက်ချက်မဲ့လိုင်စင်ပြည့်စုံသောကန့်သက်ချက်မဲ့လိုင်စင်တစ်ခုကို
မြည်သည့်တက်ငယ်တန်းရင်မောင်းလိုင်စင်ကိုင်ဆောင်သူတန်းမဆို၎င်းတို့၏18နှစ်ပြည့်မွေးနေ့ပြီးတွင်စာဖြင့်ပို့မည်ဖြစ်သည်ကန့်သက်ချက်မဲ့လိုင်စင်သည်အရွယ်ရောက်ပြီးသူများကိုင်ဆောင်သောလိုင်စင်နှင့်တူညီပြီးတင့်ဆယ်ကျော်သက်ကလေးအား NYS ၏မြည်သည့်နေရာကိုမဆိုတတ်မှတ်ချိန်တွင်အပြင်မထွက်ရအမိန့်သို့မဟုတ်ခီးတဲ့ဦးရဲ့အကန့်အသတ်မရှိဘဲမောင်းနှင်ခွင့်ပြုသည်ရေမောင်းသိပညာပေးဆိုင်ရာသင်တန်းအားတက်ရောက်ထားသောဆယ်ကျော်သက်များတင့်ဆယ်ကျော်သက်ကလေးသည်၎င်းတို့၏လိုင်စင်အပြည့်အား Student Certificate of Completion သင်တန်းပြီးမြောက်ကြောင်းလက်မှတ် DMB Form MV285 ရေမောင်းသိပညာပေးသင်တန်းမှခွင့်ပြုချက်ရရှိထားသောလက်မှတ်ကိုရရှိပြီးပါကအသက်18နှစ်အရွယ်တွင်လျှောက်ထားနိုင်ပါသည်အသက်18နှစ်အရွယ်ရင်မောင်းသူဦးသည်၎င်း၏လမ်းပေါ်တွင်မောင်းနှင်မှုစစ်ဆေးခြင်းကိုအောင်မြင်၍ MV285 အား DMV ထံသို့အပ်နှံလျင်ထိုရင်မောင်းကိုကန့်သက်ထားခြင်းမရှိသောလိုင်စင်ထုတ်ပေးမည်ဖြစ်သည်အကယ်၍တင့်ဆယ်ကျော်သက်ရင်မောင်းသည်၎င်းတို့၏ MV285 ပုံစံစာရွက်မှားနှံခဲ့လျင်၎င်းတို့အားတက်ငယ်တန်းရင်မောင်းလိုင်စင်ကိုင်ဆောင်သူများဖြစ်သာစဉ်းစားမည်ဖြစ်ပြီး GDL ကတ်သက်ချက်များအားဆက်လက်လိုက်နာရမည်ဖြစ်သည်ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ရန်လေ့ကျင့်မှုရယူပါကန့်သက်ချက်မဲ့လိုင်စင်ကိုရရှိထားခြင်းသည်ရင်မောင်းနှင်ရန်သင်ယူခြင်းပြီးဆုံးသည်ဟုဆိုလိုခြင်းမဟုတ်ပါရင်ကိုကျွမ်းကျင်စွာမောင်းနှင်တတ်ရန်နှစ်ရှည်လများအချိန်ယူရသည်ဆယ်ကျော်သက်များသည်၎င်းတို့၏ကြောင်းသို့မဟုတ်အခြားကြောင်းများမှရေမတော်ဆဖြစ်ပေါ်မှုကြောင့်တိတ်ဆုံးသူသို့မဟုတ်ဆိုးရွားသောထိခိုက်သူများရှိကြောင်းသိရှိထားကြပေမည်၎င်းတို့သည်ရေပူရလူဦးရေထက်ပိုမိုအန္တရာယ်ရှိနေသေးသည်၎င်းတို့အားဘေးကင်းလုံခြုံစွာမောင်းနှင်တတ်စေရန်ဆက်လက်သင်ယူလေ့ကျင့်ရန်တိုက်တွန်းပါအဓိကအချက်များတက်ငယ်တန်းရင်မောင်းသင်ခွင့်ပါမစ်လေ့ကျင့်ပါကြီးကြပ်သူတို့ဖြင့်သာမောင်းနှင်နိုင်သည်လမ်းမပေါ်တွင်ရင်မောင်းနှင်မှုစစ်ဆေးခြင်းအားဖြည့်ဆို့ရန်အနည်းဆုံး6လစောင့်ရမည်အကယ်၍နယူးယောက်မြို့တွင်ရင်မောင်းနှင်ပါကဘရိတ်နှစ်ခုပါသောရင်ကိုမောင်းနှင်ရမည်တက်ငယ်တန်းရင်မောင်းလိုင်စင်တစ်ခုလက်ခံရရှိရန်လမ်းမပေါ်တွင်ရင်မောင်းနှင်မှုစစ်ဆေးခြင်းကိုအောင်မြင်ထားရမည်နောက်ထပ်အသေးစိတ်ချက်လက်အတွက်စာမျက်နှာလေးကိုကြည့်ပါတက်ငယ်တန်းရင်မောင်းလိုင်စင်ည9:00 နာရီမှမနက်9:00 နာရီတွင်မောင်းနှင်မှုကိုကန့်သတ်ထားသည်အသက်22နှစ်အောက်ခီးတဲ့သူကိုသာခွင့်ပြုထားသည်ရင်မောင်းနှင်စဉ်အတွင်းလက်စစ်ပစ္စည်းများအသုံးမပြုနိုင်ပါရင်မောင်းအားလုံးအတွက်တက်ရောက်သည် NYC တွင်မောင်းနှင်၍မရပါနောက်ထပ်အသေးစိတ်ချက်လက်အတွက်စာမျက်နှာ6ကိုကြည့်ပါတတိပြုပါတက်ငယ်တန်းရင်မောင်းသင်ခွင့်ပါမစ်နှင့်လိုင်စင်ကန့်သက်ချက်များအားတင်နေထိုင်သည့်နေရာတွင်မဟုတ်ဘဲရင်မောင်းသည့်နေရာတွင်တက်ရောက်မှုရှိသည်ဤပုံနှိပ်ထုတ်ဝေမှုနှင့်ပတ်သက်၍မေးခွန်းများမေးလိုပါကသို့မဟုတ်မိတ္တူများမှာယူလိုပါကနယူးယောက်ပြည်နယ်ကျန်းမာရေးဌာနလုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနှင့်ထိခိုက်ဒဏ်ရာရရှိမှုကာကွယ်ရေးဆိုင်ရာဘျူရိုဖွဲ့စည်းသို့ဆက်သွယ်ပါဖုန်း918-432-0939 email injury@health.ny.gov ရင်မောင်းလိုင်စင်ဥပဒေအောင်မြင်ပြီးဆုံးခြင်းကြောင်းပုံမသိရှိလိုပါကနယူးယောက်ပြည်နယ်မော်တော်ယာဉ်ဌာန website သို့တွားရောက်လေ့လာပါwww.dmv.ny.gov/youngerdriver NYS ရင်မောင်းနှင်မှုလုံခြုံရေးအဖွဲ့၏အုပ်ချုပ်ရေးမှူးခွင့်ပြုချက်ဖြင့်နိုင်ငံတော်ဆိုင်ရာအဝေးပြေးလမ်းမပေါ်ရင်ဘေးကင်းစွာမောင်းနှင်ရန်အုပ်ချုပ်ရေးမှရန်ပုံငွေထောက်ပံ့သည်